ဖြစ်နိုင်တဲ့အရာတွေရင်နဲ့စိတ်မြင်နဲ့ဘာကျိုးမြမဖြစ်လာမှလဲမို့လူဘဝကနာတားလေအပူတွေးပြီးစိတ်မြင်နဲ့ခံစားချက်မဲ့ဘဝဟာအိတ်ချမ်းနဲ့လူဘဝရဲ့အနာဂတ်ကျိုးတွေးပြီးစိတ်မြင်နဲ့ဒီနေ့ရတဲ့ကြိုးလို့နေလိုက်ဖို့လောကရဲ့တဘာဝအန်တူပြီးစိတ်မကူလေခံစားချက်မဲ့ဘဝဟာငြိမ်းချမ်းနေမြင်ချမ်းသွားပြီဝင်းချမ်းသွားပြီခံစားချက်များရေဆုံးတော့လိုက်ပြီဘဝကနာတားလေးကျူမှန်လေးဖူးခွေးစီခံစားချက်မဲ့ဘဝဟာအိမ်ချမ်းနေရဲ့အနာဂတ်ကျိုးတွေးပြီးစိတ်မြင်နေဒီနေ့ရတဲ့ကြိုးလို့နေလိုက်ဖို့လောကရဲ့တဘာဝအန်တူပြီးစိတ်မြင်နေခံစားချက်နဲ့ဘဝအမြင့်ချမ်းနေမြင့်ချမ်းသွားပြီဘုံချမ်းသွားပြီခံစားချက်များရှိဆုံးရောက်လိုက်ပြီလူဘဝကနာတားလေးကျုံပန်းလေးဖူးဖွင့်စီခံစားချက်နဲ့ဘဝအိမ်ချမ်းနေခံစားချက်နဲ့ဘဝအိမ်ချမ်းနေဖြစ်နိုင်တဲ့အရာတွေရင်နဲ့စိတ်မြင်နဲ့ဘာကျိုးမြမဖြစ်လာမှလဲမို့လူဘဝကနာတားလေအပူတွေးပြီးစိတ်မြင်နဲ့ခံစားချက်မဲ့ဘဝဟာအိတ်ချမ်းနေလူဘဝရဲ့အနာဂတ်ကျိုးတွေးပြီးစိတ်မြင်နဲ့ဒီနေ့ရတဲ့ကြိုးလို့နေလိုက်ဖို့လောကရဲ့တဘာဝအန်တူပြီးစိတ်မကူလေခံစားချက်မဲ့ဘဝဟာငြိမ်းချမ်းနေမြင်ချမ်းသွားပြီဝင်းချမ်းသွားပြီခံစားချက်များရေဆုံးတော့လိုက်ပြီဘဝကနာတားလေးကျူမှန်လေးဖူးခွေးစီခံစားချက်မဲ့ဘဝဟာအိမ်ချမ်းနေရဲ့အနာဂတ်ကျိုးတွေးပြီးစိတ်မြင်နေဒီနေ့ရတဲ့ကြိုးလို့နေလိုက်ဖို့လောကရဲ့တဘာဝအန်တူပြီးစိတ်မြင်နေခံစားချက်နဲ့ဘဝအမြင့်ချမ်းနေမြင့်ချမ်းသွားပြီဘုံချမ်းသွားပြီခံစားချက်များရှိဆုံးရောက်လိုက်ပြီလူဘဝကနာတားလေးကျုံပန်းလေးဖူးဖွင့်စီခံစားချက်နဲ့ဘဝအိမ်ချမ်းနေခံစားချက်နဲ့ဘဝအိမ်ချမ်းနေ